Hallelujah အွန်လိုင်းကခေါင်းယူနေတဲ့မိဘညီကိုမောင်နှမများအားလုံး God bless you Amen ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားသခင်နှုတ်ကပတ်တော်ကအရေးကြီးတယ် God first အရာရာမှာဘုရားသခင်တစ်ဖြစ်ဖို့လိုတယ် Amen ဒီနေ့ကျွန်တော်တို့ကဘုရားသခင်ကိုမေ့ပြီးတော့မှတခါတည်းပြဿနာတွေကိုရှေ့တန်းတင်ပြီးတဲ့အခါမှာမှားတတ်တယ်ဘာပဲပြဿနာကြုံဘလောက်ပဲပျော်ရွှင်စရာကြုံခဏလေးဆောင်ဘုရားသခင်ဘာအလိုရှိလဲအဲ့ဒါလေးကိုသဘောပေါက်ပြီးအသက်ရှင်ရင်လူရဲ့အသက်တာမမှားနိုင်တော့တခါလေးစိတ်မြန်ကိုမြန်နဲ့တခုခုကိုဒေါသထွက်ပြီးတော့မှစုံဖြတ်မိတာတွေရှိတတ်တယ်ဒါကြောင့်မလို့ဘိုးတွေကဘာပြောတတ်လဲဆိုတော့1 second please ကျွန်တော်တစ်စက္ကန့်လေးကျေးဇူးပြုပြီးစောင့်ပေးပါဒီအရာနဲ့ပတ်သက်ပြီးတော့ဗောနော်တမန်ကျမ်းစာနဲ့ကျွန်တော်အားပေးခြင်းအဲ့ဒီ1 second please ဆိုတာသိရေးကြည့်တယ်ဒီအရာလေးကိုဝင်ငါမဲ့ခဏလေးဆုတောင်းရအောင်အဖကိုရောကိုကျေးဇူးတင်တယ်နှုတ်ကပတ်တော်နဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားကျွန်တော်တို့ကိုဖွင့်ပြပါကျွန်တော်ရဲ့အသက်တာမှာတိဆောက်စရာအကြောင်းဖြစ်စေပါလက်တော်တဲ့အနန္တနဲ့အဖအရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖဗျာအာမင်အာမင်โอเคတရက်တော့ဒါဝိဒ်နဲ့ရှောလုသူတို့နှစ်ယောက်လက်ရှိအနေထားမှာရှောလုကတော့ဘယင်ဒါဝိဒ်ကဟိုပြေးဒီပြေးပေါ့လေဘိသိက်တော့ရပြီးပြေးလွှားနေရတဲ့အချိန်ဓမ္မရောက်စဉ်ပထမဆုံးအခန်းကြီး31ရောက်တော့ရှောလုသေသွားရောသေသွားတဲ့နောက်ပိုင်းမှာဓမ္မရောက်စဉ်ဒုတိယဆုံးအခန်းကြီး2ရောက်လာတဲ့အခါမှာဒါဝိဒ်စီကိုလာပြီးမှယူဒလူတွေကဘိသိက်ပေးတယ်ကိုတော့ကျွန်တော်ရဲ့ဘယင်လောက်ပါအဲ့ဒီကနေပြီးတော့မှဓမ္မရောက်စဉ်ဒုတိယဆုံးအခန်းကြီး9ရောက်တော့ဣသရေလလူတွေကလည်းပြန်လာပြီးဒါဝိဒ်ကိုဘိသိက်ပေးတယ်ကိုတော့ကျွန်တော်တို့ဘယင်လောက်ပါဒီလိုနဲ့ဒါဝိဒ်ကဘယင်ဖြစ်လာတယ်ကဲဟိုမှာရှောလုသေသွားတဲ့နောက်ပိုင်းမှာရှောလုမသေခင်ကရှောလုရဲ့တပ်ထဲကလူကြီးလေဗိုလ်ချုပ်အာဗနာကဲသူ့ရဲ့ဆရာသမားရှောလုသေသွားပြီသေသွားတဲ့နောက်ပိုင်းသူလည်းဟိုပြေးဒီပြေးရတာပေါ့ပြေးရင်လွားရင်နဲ့တရက်တော့ဒါဝိဒ်ရဲ့လူတွေနဲ့စုံမိတယ်ဒါဝိဒ်စီကစစ်တပ်ကလူကြီးကဗိုလ်ချုပ်ယွာဘရှောလုဘက်ကလူကြီးကဗိုလ်ချုပ်အာဗနာကဲသူတို့စုံမိရောတွေ့တော့တယောက်နဲ့တယောက်ဘာပြောလဲဆိုတော့ဓမ္မရောက်စဉ်ဒုတိယဆောင်အခန်းကြီး1အပိုက်ငယ်7ကနေ18တဖန်နေရတာအာဗနာသည်ရှောလုသားဣရှဘောရှက်ဤကျွန်များနှင့်တကွမဟာနိမ်မြို့မှဂိဗောင်မြို့သို့သွား၍ဇေရုရာသယွာဘနှင့်ဒါဝိဒ်ဤကျွန်တို့သည်စီးကြိုသည်ဖြင့်ဂိဗောင်ရေကန်အနားမှစုံမိလျက်ရေကန်တစ်ဖက်တစ်ချက်၌ထိုင်ကြ၏ကဲဒီဘက်ကယွာဘအဖွဲ့နဲ့ဟိုဘက်ကအာဗနာအဖွဲ့တို့စုံကြဟိုဘက်တစ်ချမ်းဒီဘက်တစ်ချမ်းထိုင်တယောက်စကားပြောရင်းနဲ့ဗာပြောလဲဆိုကဲမင်းတို့ဘက်ကလူနဲ့ငါတို့ဘက်ကလူကစားရအောင်တဲ့ကျမ်းစာမှာကစားရအောင်ဆိုတဲ့အတိတ်ပဲကထိုးတက်ရအောင်လို့ပြောတာနော်ထိုးတက်ရအောင်လို့ပြောတာဒါနဲ့အေးကောင်းပြီလေဒီဘက်ကယွာဘကလည်းဒါဝိဒ်ဘက်ကလေဒါဝိဒ်ကျွန်တွေကိုလွတ်ပေးလိုက်ဟိုဘက်ကအာဗနာလည်းသူတို့ဘက်ကကျွန်တွေကိုလွတ်လိုက်တယ်ရေထဲမှာကူးပြီးလာကြတယ်ရေမှာစုံမိတာနဲ့တယောက်ခေါင်းကင်ပြီးတော့ဓာတ်နဲ့ထိုးတက်ကြတာအဲ့ဒီပွဲမှာဒါဝိဒ်ဘက်ကလူတွေကနိုင်သွားတယ်ယွာဘဘက်ကလူတွေနိုင်တာပေါ့ဟိုအာဗနာဘက်ကလူတွေကရှုံးတော့စစ်ရှုံးတော့ဟောပြေးတာပေါ့အာဗနာပြေးပြီမဟုတ်ဘူးဒီယွာဘဘက်ကလေယွာဘတို့ညီကို3ယောက်ကျမ်းစာမှာသူတို့3ယောက်အပိုက်ငယ်18မှာပါတယ်ဇေရုရာသား3ယောက်ယွာဘအဘိရှေအာသဟေလာ3ယောက်ရှိတယ်အဲ့ဒီပွဲမှာသူတို့ကြည့်သူတို့ဘက်ကနိုင်သွားတယ်အာဗနာပြေးတော့ယွာဘနဲ့အဘိရှေကဒီတိုင်းနေတယ်အာသဟေလာအဲ့တိုင်းမနေဘူးအာသဟေလာဘယ်လိုလူမျိုးလဲဆိုအငယ်18မှာဖတ်ပြမယ်ဒုတိယပိုင်းအာသဟေလာသည်တော၌ကျင်လေသောဒရေကဲ့သို့လင်းမြန်၏အိုးတိတ်မြန်နာနော်တိတ်မြန်နာခြေမြန်လက်မြန်အာသဟေလတွက်လက်တယ်ဗျ
အာဗနာပြေးတော့လိုက်တာအာသဟေလသေကြတယ်တမန်ကျမ်းစာကမှတ်တမ်းတင်တာအာသဟေလကဘာဖြစ်လဲဒယေကဲ့သို့လင်မြန်တယ်မိမာနော်အာဗနာကိုမိမာအာဗနာကိုသူတတ်မှာအာဗနာကလှဲ့ကြည့်ပြီးသူ့ကိုဘာပြောလဲဟေးလှမ်းပြောတဲ့စကားကြည့်ရအောင်အပိုင်ငယ်19-20မှာအာသဟေလသည်လက်ရလက်ဝဲဘက်သို့မလွဲအာဗနာကိုလိုက်အာဗနာသည်နောက်သို့ကြည့်၍သင်သည်အာသဟေလမှန်သလောဟုမေးတော်မှန်ပါသည်ဟုပြန်ပြော၏အာဗနာလှဲ့ကြည့်လိုက်ပြေးလိုက်လှဲ့ကြည့်လိုက်ပြေးလိုက်မေးတဲ့ဟေးကောင်းလဲမင်းအာသဟေလမှန်သလားမှန်တယ်ငါအာသဟေလကွာဒါနဲ့ဟိုဘက်ကအာဗနာသူ့ကိုဘာဆက်ပြောလဲအပိုက်ငယ်21အာဗနာကလည်းလက်ရဘက်သို့၎င်းလက်ဝဲဘက်သို့၎င်းလှဲ့သွားလျက်လူလင်တယောက်ကိုဖမ်းဆီး၍သူ၏လက်နက်စုံကိုလူယူတော်ဟုဆိုတော်လဲအာသဟေလသည်မလဲပဲလိုက်သေး၏ရှင်းရှင်းပြောရင်တော့အာသဟေလရေမင်းလက်ဝဲလက်ရတစ်ဖက်ဖက်လစ်ကွာမင်းဒေါသကိုဟိုဘက်မှာတွားပြီးတော့ပုံချလိုက်ငါစီမှာမရောက်လာစေနဲ့ငါနောက်မလိုက်နဲ့လို့ဘာလို့ပြောလဲငါနောက်လိုက်ရင်ငါမင်းကိုတတ်မိမယ်လို့ပြောနေတာအာသဟေလကငြိမ့်ငြိမ့်နေပါလားမဟုတ်ဘူးလိုက်တာလိုက်တော့အပိုက်ငယ်20မှာနောက်တစ်ခါထပ်ပြောတယ်အာဗနာကကြည်ပါတဖန်အာဗနာကငါကိုမလိုက်နဲ့လှဲ့သွားတော့သင်ကိုမြေပေါ်တော့အဘဲကြောင့်ငါလဲရမည်နီတော့ပြုလေသင်အကိုရွာပါရှိမှငါမျက်နာကိုအဘဲတော့ပြနိုင်မည်နီဟုဆိုတော်လဲပြောပြီးတော့အာဗနာအာသဟေလမင်းပလဲတော့ငါနောက်မလိုက်နဲ့ငါမင်းထိုးတတ်မိတော့မယ်ထိုးတတ်မိမင်းအကိုရွာပါနဲ့ငါမျက်နာပြတ်မယ်ကွာမင်းလိုက်လို့ငါတက်ရတာငါမတက်လဲမင်းငါတက်မှာဟုတ်ဒါကြောင့်ငါတက်မှာဒါပေမဲ့မင်းအကိုကတမျိုးထင်မယ်ရွာပါကငါညီလေးတက်တယ်ဆိုပြီးတော့တယောက်နဲ့တယောက်မျက်နာပြတ်မကောင်းဘူးဒါကြောင့်မင်းလစ်တော့ဘလောက်ပြောလဲအာသဟေလနားမထောင်ဘူးဓမ္မအငယ်23အာသဟေလသည်နားမထောင်သောကြောင့်အာဗနာသည်နောက်သို့လန်နှင့်ထိုးလျင်ဝမ်း၌လံပြားဝင်၍ကြောကိုထုတ်ချင်းဖောက်သည်ဖြင့်အာသဟေလသည်လဲ၍ထိုရက်၌သေပြီးအာသဟေလကြည်ပါတိတ်မြန်လွန်အားကြီးတယ်ဗျာတခုခုလုံးမယ်ဆို1 second please တစ်စက္ကန့်လေးခဏဆောင်ပါနည်းနည်းစဉ်းစားပါဘာဖြစ်လို့စိတ်မြန်လက်မြန်လုံးမိရတာလဲခြေလေအလကားသက်ဒုက္ခရောက်သွားပြီမဟုတ်လားသေသွားပြီလေဒါကြောင့်ခဏဆောင်စဉ်းစားဖယားနဲ့အချိန်ယူငါဘာလုပ်ရင်ကောင်းမလဲဟုတ်လားမဟုတ်ဘူးဆိုရင်မှားသွားရောအခုအလကားနဲ့အာသေလဘာဖြစ်လဲသေသွားတယ်ဒါဖယားလို့တော့မှမဟုတ်တာချစ်တော်ညီကိုမောင်မအချိန်ယူပြီးတေချာမစင်စားတဲ့အတွက်ကြောင့်မလို့ဒီအမှားမျိုးပါဖြစ်လေကျိုးလွန်မိတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့လိုင်းပေါ်မှာရှိတဲ့မိဘညီကိုမောင်နှမများပင်ရဲ့အသင်းတော်မှာဖြစ်ဖြစ်မိသားစုထဲမှာဖြစ်ဖြစ်ပြဿနာတစ်စုံတစ်ခုပေါ်လာရင်ခဏလေးစဉ်းစားပါတစ်ခုခုမြန်သွားရင်အဲ့ဒီအခကိုပြန်ရိတ်သိမ်းရတာမလွယ်ဘူးနော်မလွယ်ဘူးအခုအာသေလကိုကြည့်အယံမြန်တယ်ကွာဆုံးပြချက်အခုသေသွားပြီဒါကြောင့်ဝိညာဉ်ရေးရမှာတချို့တွေဆုံးရှုံးသွားတယ်ဆိုတာ1 second please ကိုနားမလဲလို့ပါဒါကြောင့်စောင့်ဆိုင်တက်တဲ့သူတွေဖြစ်ဖို့တိတ်ရေးကြီးတယ်နောက်တစ်ယောက်အကြောင်းကိုကျွန်တော်ပြောမယ်သူ့နာမည်နာဗလလို့ခေါ်တယ်ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး25အပိုက်ငယ်6ကနေ17ထိမှာနာဗလဆိုတဲ့လူတစ်ယောက်ရှိသူကတထေးဖြစ်ချမ်းသာတဲ့ဒါဝိဒ်ဘုရင်မဖြစ်ခင်ရှောလူရဲ့စစ်တပ်ကလိုက်လို့ထွက်ပြေးနေရတယ်ဆိုတော့ဒါဝိဒ်ကအဲ့ဒီချိန်မှာသူ့မှာလည်းစစ်တပ်အင်အားတော့ရှိပြီအဲ့ဒီချိန်မှာတောထဲမှာနာဗလကသိုးတွေအများကြီးပိုင်တယ်အဲ့တော့ဒါဝိဒ်ကနာဗလရဲ့သိုးတွေကိုလည်းကြည့်ရှုပေးတယ်ဒါဝိဒ်ရဲ့စစ်တပ်ကအဲ့တော့ဒါဝိဒ်ရဲ့လူတွေကမြို့သွားမယ်ဆိုတော့ဒါဝိဒ်ကမာလိုက်တယ်အေးမင်းတို့မြို့သွားရင်မြို့မှာနာဗလဆိုတဲ့ဟာလားတထေးတယောက်ရှိတယ်ကွာသူ့သိုးတွေကိုငါတို့တောထဲမှာကြည့်ပေးတယ်လေမြို့သွားရင်နာဗလကိုသွားမိတ်ဆက်လိုက်ငါဒါဝိဒ်ရဲ့လူပါခမရဲ့သိုးတွေကိုကျွန်တော်တို့ကြည့်ပေးပါတယ်တကောင်တလေတောင်မပြောက်ဝဆရာဘူးမိတ်ဆက်လိုက်ရင်နာဗလကဘာဖြစ်မင်းတို့ကိုဟာလာမုတ်လေးရေလေးပေးမှာပေါ့အဲ့ဒါနဲ့ဒါဝိဒ်ရဲ့တပည့်တွေကလည်းသွားတယ်မြို့ရောက်တော့နာဗလစီဝင်နေနာဗလရေကျွန်တော်တို့ဒါဝိဒ်တပည့်တွေပါ
ခမရတိုးတွေကိုတော်တယ်မှာကြည့်ရှုပေးတယ်တိုးကြောင်ပေးတယ်ဂယုဆိုင်ပေးတယ်ပြောတော့နာဗလာနည်းနည်းစဉ်းစားပါဦးနာဗလာသိမ့်မြန်နေကွာဘာပြန်ပြောသလဲကြည့်နော်100 ခန်းကြီး25အပိုက်ငယ်30မှာနာဗလာကလည်းဒါဝိဒ်ကအဘယ်သူနည်းယေရှဲ၏သားကအဘယ်သူနည်းယခုကာလ၌သခင်ကိုပုန်ကန်သောကျွန်များပါတကားငါသည်ငါတိုးမွေးကိုညှက်သောသူတို့ဖို့ပြင်ဆင်သောငါမုတ်ငါရည်ငါအမဲသားကိုယူ၍ငါမသိသောလူတို့အားပေးရမည်လောဟုဒါဝိဒ်၏လူလင်တို့အားပြောဆို၏ဟာနာဗလာမြန်နေဘယ်ဒါဝိဒ်လဲသခင်ကိုပုန်ကန်တဲ့တယောက်မဟုတ်လားငါမသိဘူးသွားငါကျွန်တွေအတွက်ပြင်ဆင်ထားတဲ့မုတ်တဲ့ရေတွေအမဲသားတွေငါမပေးနိုင်ဘူးခါတီးတီးညင်းချပလိုက်တယ်စကားကောင်းကောင်းပြောလေဘာလို့စိတ်မြန်လက်မြန်အဲ့လိုလုပ်တာလဲဒါနဲ့ဒါဝိဒ်ရဲ့လူတွေကလေဟာသူ့ဆရာဒါဝိဒ်ပြောတာတမျိုးဓမ္မကြုံတာတမျိုးဒါနဲ့ပြန်လှည့်သွားရောလှည့်သွားပြီးမှဒါဝိဒ်ကိုပြောတော့ဒါဝိဒ်ရမ်းစိတ်ဆိုးတယ်ဟာဒါမျိုးပြောသလားကဲအားလုံးဓာကိုင်းသွားမယ်နာဗလာအမျိုးတွေမှာယောက်ျားတစ်ယောက်မှမကြံဘူးတပ်ပြစ်ခါတဲ့ချီတက်ပြီးလာရောဒီသတင်းကိုနာဗလာရဲ့လူတချို့ကြားတယ်ကြားတာနဲ့ချက်ချင်းနာဗလာရဲ့မိမအဘိဂေလာဆိုတာရှိတယ်အဘိဂေလာစီကိုအကြောင်းကြားလိုက်တယ်နာဗလာရဲ့ကျွန်တွေကတပည့်တွေကအေးအဘိဂေလာရေကျွန်တော်တို့ရဲ့ဆရာနာဗလာကတော့ဒါဝိဒ်လူတွေကိုအဲ့လိုပြောပလိုက်လို့အမဒါဝိဒ်ကသတင်းကြားပြီးစိတ်ဆိုးပြီးအခုဓားကင်ပြီးလာပြီးနာဗလာအမျိုးထဲမှာယောက်ျားတစ်ယောက်မှမကြံဘူးတပ်ပြစ်မယ်ပြောဟာဒါနဲ့အဘိဂေလာခမရလဲချက်ချင်းမြဲကိုကုန်းနီးတင်ဟင်းချက်စားစရာတွေယူလက်ဆောင်တွေယူပြီးတော့မှဒါဝိဒ်လာတဲ့လမ်းမှာသွားဆောင်ဒါဝိဒ်ကရောက်လဲရောက်လာအောင်ချက်ချင်းအဘိဂေလာမြဲပေါ်ဆင်းဒါဝိဒ်ရဲ့တဲ့ခမရဗိတ်သိက်ခံတော်သူပါတဲ့ဟလာခမရလက်ကနေဒူးစရိုက်တွေမပြုတ်မိပါစေနဲ့တဲ့ကျမယောက်ျားနာဗလာကနာမည်ကနာဗလာအတိတ်ပဲကလူမိုက်လေတဲ့သူအပြစ်တွေအားလုံးကျမသူ့ကိုယ်စားတောက်မှန်ပါတယ်အဘိဂေလာတောက်မှန်တယ်ဒါကြောင့်နဲ့နာဗလာကိုသွားပြီးတတ်မဲ့ကိစ္စအစီအစဉ်ကိုဖျက်လိုက်ပါမလုပ်ပါနဲ့တဲ့ကျမတောက်မှန်ပါတယ်တဲ့ဘယ်လားဖယားခင်သူ့ကိုဒဏ်ခတ်တဲ့အချိန်ကျသူ့ကသူသေမှာပါတဲ့ခမရဗိတ်သိက်ရထားတဲ့လူဘာလို့ဒီလိုလုပ်မလဲတဲ့ဒါဝိဒ်တောက်မှန်တယ်ဒါဝိဒ်ကိုဒါနဲ့ဒါဝိဒ်ကလေအဲ့ဒီအဘိဂေလာကိုဘာပြန်ပြောလဲစကား3ခွန်းပြောတယ်ဗျာသိတ်ကောင်းတာပဲအခန်းကြီး25အပိုက်ငယ်30နဲ့33မှာနံပါတ်1ဖယားသခင်ထာဝရဘုရားမင်္ဂလာရှိတော်မူစေတည်းကြည့်နော်သင်ကိုလွတ်လိုက်တဲ့ဖယားမင်္ဂလာရှိပါစေနံပါတ်2စီတာတဲ့သင်လည်းမင်္ဂလာရှိပါစေနံပါတ်3သင်ပေးတဲ့အကြံဉာဏ်လည်းမင်္ဂလာရှိပါစေတခါတည်းပဲဘာဖြစ်လုပ်လိုက်လဲဒါဝိဒ်ကသဘောတူလိုက်တယ်ပြီးမှအဘိဂေလာကိုကျေးဇူးတင်စကားပြောပြီးပြန်ခောက်သွားအေးအဲ့ဒီကနေအဘိဂေလာပြန်လာရောပြန်လာပြီးရောအပိုက်ငယ်36မှာအဘိဂေလာသည်နာဗလာထံသို့ပြန်သွား၍သူသည်ရှင်ဘုရင်ပွဲကဲ့သို့ပွဲကိုမိမိအိမ်၌ခံသဖြင့်ရစ်မှု၍စိတ်ရှင်လန်းလျက်နေသောကြောင့်မိုးမလင်းမီမယားသည်အလင်းမပြောအော်နာဗလာတခါတည်းစားသောက်ပျော်ပါရစ်မှုနေတာဒါကြောင့်အဘိဂေလာလည်းအိမ်ရောက်တော့သူ့ယောက်ျားမူးနေတာမပြောဘူးအမူးပြေမှလာမယ်အငယ်39မိုးလင်း၍နာဗလာသောက်သောစပြည့်အရှိန်ကုန်သောအခါထိုအမှုများကိုမယားပြောသည်သူသည်နှလုံးသေး၍ကြောက်ကဲ့သို့ဖြစ်၏38 10ရက်လောက်လွန်မှထာဝရဘုရားသည်ဒဏ်ခတ်တော်မူသည်နာဗလာသေ၏နာဗလာသေသွားပြီနာဗလာသေဖို့မှမဟုတ်တာအဲ့နေဟာဘာလို့သေလဲကြောက်လန့်ပြီးသေတာဘာလို့ကြောက်လန့်လဲဟိုကချင်းချောက်လိုက်တာလေတကယ်တတ်မလို့လေတကယ်တမ်းဆိုရင်ဘာဖြစ်လို့အဲ့လိုဖြစ်လဲ तू ကတစ်စက္ကန့်လေးစောင့်ပြီးတော့နည်းနည်းစဉ်းစားလိုက်ရင်ဒါဝိဒ်လူတွေကိုကောင်းကောင်းပြောမှာပေါ့အခုဒါဝိဒ်လူတွေကိုမစဉ်းစားမစင်ချင်းပြောပလိုက်တော့ကြည့်ဟိုဘက်ကတက်လာအောင်အခုဒီဇလန်တွေအခု तू ပြန်ကြတော့လန့်ပြတ်ပြီးနှလုံးရက်ပြီးသေသွားရောဒါကြောင့်မလို့ချစ်တော်ညီကောင်မောင်တို့နာဗလာဘာလို့သေလဲစဉ်းစားပါ1 second please ပဲတဘောပေါက်လားခဏလေးစောင့်ပါဒါကြောင့်ဝိညာဉ်ရေးရမှာပြဿနာရှိတယ်မိသားစုမှာပြဿနာရှိတယ်စီးပွားရေးမှာပြဿနာရှိအခက်အခဲရှိတယ်တိုးတော့စိတ်မြန်လက်မြန်မတုံ့ပြန်မိပါစေနဲ့နာဗလာစိတ်မြန်လက်မြန်တုံ့ပြန်ပြီးတော့အခုအချိန်မရောက်ပဲသေသွားရတယ်အာသဟေလ
စိတ်မြန်လက်မြန်တုံ့ပြန်ပြီးတော့အချိန်မရောက်ပဲသေသွားရတယ်ဘဝနေကုန်ချုပ်ရတယ်ဆုံးရှုံးမှုတွေရင်ဆိုင်ရတယ်ဒါကြောင့်ဒီကနေ့ line ပေါ်မှာခွန်အားယူနေတဲ့မိဘညီကိုမောင်နှမများကျွန်တော်အားပေးခြင်းနဲ့အိမ်တောင်ရေးထဲမှာစီးပွားရေးမှာမိသားစုမှာအသင်းတော်မှာဘယ်ကဏ္ဍမှာမဆိုစိတ်မြန်လက်မြန်မပြောမိဖို့မဆုံးဖြတ်မိဖို့ဒီနေ့ပြောခြင်းနဲ့1 second please ဖြည်းဖြည်းနားထောင်ပါဖြည်းဖြည်းတုံ့ပြန်ပါဟုတ်လားတုံ့ပြန်မှုမြန်သွားတဲ့အခါမှာအဲ့ဒီအမှားတွေကြောင့်ဘဝမှာဆုံးရှုံးမှုတွေရင်ဆိုင်ရတယ်ဆိုတဲ့အကြောင်းလေးကိုဝေငှပါတယ်အားလုံးကိုကျေးဇူးတင်တယ်အသက်တာထဲမှာစိတ်မထိန်နိုင်လို့စိတ်မြန်လက်မြန်ဆုံးဖြတ်မိတော့သူများအသက်တာကိုစက္ကပ်ခြင်းနဲ့ဖယားရှင်ကျွန်တော်တို့ကိုမဆပါစိတ်မြန်လက်မြန်မလုပ်မိဖို့ဖယားသခင်ကျွန်တော်တို့ကိုထိန်ပေးပါလို့အသက်တာကိုစက္ကပ်ခြင်းရှိတဲ့နေရာမှာမတ်တရက်ကျွန်တော်တို့အတူဆုတောင်းရအောင်အိုးမြတ်တာတော်ရှင်ဖယားနာမတော်ချီးမွမ်းပါတယ်ကိုရောကိုကျေးဇူးတင်တယ်ဒီကနေ့အတွက်ကိုရရှင်ဘုရားကိုချီးမွမ်းပါတယ်နှုတ်ကပတ်တော်ပေးသောကြောင့်ကျေးဇူးတင်တယ်အသက်တာထဲမှာစိတ်မြန်လက်မြန်ဆုံးဖြတ်မိခဲ့တဲ့အမှားတွေပြန်ရင်ဆိုင်နေရတယ်ပြန်ရိတ်သိမ်းနေရတယ်ဒီຢာတွေကိုဒီနေ့နှုတ်ကပတ်တော်နဲ့ဖွင့်ပြသောကြောင့်ကျေးဇူးတင်ပါတယ်ဒီလိုဆုံးရှုံးမှုမျိုးအနာဂတ်မှာမဖြစ်ရလေအောင်ကျွန်တော်မဆအရောက်တိုင်းရဲ့အသက်တာတကယ်ပဲတစုံတစ်ခုသတင်းကြားတဲ့အခါမှာချက်ချင်းမတုံ့ပြန်ပဲဇာတိကိုအခွင့်မပေးမိဖို့ဒီနေ့နှုတ်ကပတ်တော်ကြားရလို့ချီးမွမ်းသလိုကိုတော်ရှင်ဘုရားကျွန်တော်တို့ကိုထိန်သိမ်းပေးပါကျွန်တော်နှုတ်ရှင်မှာကင်းကိုချပေးပါဘုရားကိုတော်အလိုတော်နဲ့အညီခဏလေးစောင့်ဆိုင်ပြီးမှကိုတော်ဘာပြောတယ်လဲကိုတော်အလိုတော်ဘာရှိတယ်လဲစင်ကျင်ပြီးမှဆုံးဖြတ်တတ်ပါမိအကြောင်းကျွန်တော်တို့ကိုမဆတော်မူပါဘုရားကျေးဇူးပြုတော်မူပါအသက်တာသီးသီးကိုအနံပါတယ်အဖအရှင်ယေရှုနာမ၌အရောက်တိုင်းရဲ့အသက်တာကိုစက္ကပ်အနံပါတယ်ဖဘုရားအာမင်အာမင်ဘေးကလူကိုနှုတ်ဆက်လိုက်1 second please amen god bless you